စံချိန်စိုးတွေကိုထပ်မံပိုင်ဆိုင်လိုက်ရတဲ့ Manchester United အားလုံးပဲမင်္ဂလာပါပြေးချန်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်United ကတော့ယာတီတွေဘလောက်ပြောင်ပြောင်အရင်ခြေစွမ်းကိုတစ္ဆာချိပိုင်ဆိုင်ထားဆဲဖြစ်ပြီးမင်းညာကလည်း Premier League ရဲ့အင်အားသေးဆုံးအသင်းဖြစ်တဲ့ Hull City ကို2-0နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့ရပါတယ်။ဒီရှုံးပွဲကြောင့်ပဲ United ကဆာအလက်ဖာဂူဆန်နောက်ပိုင်းယာတီအဖွဲ့ဝင်မှာတန်တက်တင်ကိုပထမဆုံးချိန်ရှုံးနိမ့်ခဲ့တဲ့မှတ်တမ်းစိုးကိုပိုင်ဆိုင်သွားခဲ့ပါတယ်။ Hull City ကမနေ့ကတန်တက်လာတဲ့တင်းတွေထဲမှာဆူရွားဆုံးအသင်းဖြစ်ပါတယ်။ဒီလိုအသင်းကိုမှ United ကအင်အားသစ်ချကြလည်းနဲ့ရှုံးနိမ့်ခဲ့တာဖြစ်လို့ပြည်သက်တွေအတွက်စိတ်ပျက်စရာဖြစ်ခဲ့တာပါ။ဒါ့အပြင် United ဟာ Hull City နဲ့တွေ့တဲ့ Premier League ပွဲစဉ်တိုင်းကိုတခါမှရှုံးနိမ့်ထားတာမျိုးမရှိသေးပဲအခုမှပထမဆုံးချိန်ရှုံးနေဘူးတာပါ United သမိုင်းမှာမရှိခဲ့ဘူးတဲ့စံချိန်တွေကိုကာရီလက်ထက်အရောက်မှာရည်ထုတ်ခဲ့တာဖြစ်ပြီးပြောချင်းစရာဖြစ်လာတာကတော့အမှန်ပါပဲပြီးခဲ့တဲ့ရာသီက United ဟာကာရီလက်ထက်မှာအသင်းလိုက်စုဖွဲ့မှုအရာရောအသင်းရဲ့အတွင်းပိုင်းထဲမှာပါတအားစီလုံးခဲ့ကြသလိုချန်ပီယံလိဝင်ခွင့်ရတဲ့အထိကိုအောင်မြင်မှုရခဲ့တာပါအခုတော့ဒီရာတွေကအခိုးငွေးတွေလိုချက်ချင်းပျောက်ကွယ်သွားတာကိုမြင်တွေ့ရမှာပါမင်းညာကပွဲမှာဆိုရင် United တိုက်စစ်ဟာ Hull City ရဲ့9ရောက်တန်ခန့်စစ်ကိုမထိုးဖောက်နိုင်ခဲ့သလိုကြီးမားတဲ့ဂိုးပေါက်ကန်ချက်တွေလည်းများဆဆမလုပ်နိုင်ခဲ့ပါဘူးကွင်းလယ်မှာအန်ဒရီဆန်တိုတယ်လီမန်တို့ကိုခေါ်ယူပြီးတိတိုင်အောင်တိုက်စစ်ကိုချိတ်ဆက်ပုံတွေကလိုအပ်နေဆဲဖြစ်ပြီးခနာကိုကြန့်ခိုင်မှုပိုင်းတွေမှာပါ Hull City ကိုမရှင်းနိုင်ခဲ့တာပါဒါကြောင့်ပဲ Hull City က United ကိုတေကန်ဘော်တွေကနေဂိုးရယူခဲ့ပြီးဆေးဆွဲသလိုလေးလံထိုင်းမိုင်းနေတဲ့ United အခန့်စစ်ကိုကောင်းကောင်းကြီးဒုက္ခပေးသွားခဲ့တာပါ United ကတော့ရှုံးထောင်အောင်စံချိန်စိုးနဲ့ရှုံးခဲ့တာဖြစ်လို့ဝေဖန်မှုတွေကတော့မြင့်တက်နေဆဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ